နတ်များအချောင်းလူပြေကတရားပွဲတွေလူတွေရဲ့မြင်ကွင်းမရောက်တဲ့မမြင်ရတဲ့သရဝါတွေဟာသူတို့ကိုယ်တိုင်လည်းမြတ်စွာဘုရားကိုမိလိုက်တဲ့နတ်တွေအများကြီးရှိတယ်ဆိုပါစို့ဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း2560လို့ဒါပြိဋိဘံစံသွားတဲ့နှစ်ကိုပြောတာဘုရားပွင့်တဲ့နှစ်မဟုတ်ဘူးဘုရားဟာတက်တော်80ပြည့်လို့လူသားတစ်ခုအနေနဲ့တက်တော်80မှာခန္ဓာကိုယ်ချွတ်ငြိမ်းသွားတယ်ခန္ဓာဝန်ချသွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားပြိဋိဘံစံတဲ့နှစ်ကနေစပြီးတွက်လိုက်တဲ့အခါမှာ2560နှစ်ပေါင်းဒီကနေ့ခေတ်ကနေပြန်ကြည့်နှစ်ပေါင်း2560ကပုဂ္ဂိုလ်သူမြတ်တူဟာလောကအလယ်မှာထွန်းပေါ်ခဲ့ပြီသူဟောပြောခဲ့တဲ့အဆုံးအမတရားတော်တွေဟာမြန်မာလူမျိုးတွေရဲ့လက်ထဲမှာအပြည့်အစုံနှိပါရှိတယ်။တန်ခါနာ6တန်တင်ပြီးတော့စီစစ်ပြီးလက်ခံထားတဲ့ဘုရားဟောတရားလို့ဆိုတာတွေဟာအိန္ဒိယနိုင်ငံမှာမူရင်းမပြတ်ထိမ့်သိမ်းဆောက်ရှောက်လာရတာဒီနေ့ပြောမယ်ဆိုရင်ပိဋကတ်3ပုံနိကေ9ရပ်တပည့်ခန္ဓာပေါင်း8400စာအုပ်ရည်တဲ့ပြောရင်အုပ်ရည်40ဒီလိုရှိတယ်ပေါ့အဲ့ဒီတရားတော်တွေဟာမြန်မာနိုင်ငံမှာရောက်ရှိပြီးမြန်မာလူမျိုးတွေဟာဒီတရားတော်တွေရဲ့အနှစ်သာရသိနိုင်စွမ်းရှိကြသိတဲ့ယဟန်တန်ဃာတွေရှိသည့်အတွက်ကြောင့်ထိုယဟန်တန်ဃာတွေရဲ့ရှင်းလင်းဟောပြောချက်နဲ့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုသိခွင့်ရကြဘုရားဟောတာဘာဘာသာနဲ့ဘယ်လို language နဲ့တရားဟောတယ်လဲလို့ဆိုရင်မဂရတိုင်းမှာတစ်ခေတ်ကလူတွေပြောဆိုခဲ့ကြတဲ့မာဂရီဘာသာလို့ခေါ်တယ်ဒီကနေ့ခေတ်တော့ပါဠိလို့ခေါ်တယ်ပါဠိဆိုတဲ့စကားလုံးကနောက်မှဝင်လာတကယ်တော့မဂရတိုင်းသားလူတွေပြောတဲ့မာဂရီဘာသာအဲ့ဒီမာဂရီဘာသာဒီပဲနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမြင့်မြတ်တဲ့စကားလုံးတွေစုပေါင်းပြီးတော့မှတ်တမ်းတင်ထားတာဖြစ်လို့ပါဠိဘာသာလို့ဒီကနေ့ခေါ်တာနောက်ပိုင်းရောက်လာမှပါဠိလို့ခေါ်လာတာဖြစ်တယ်ပေါ့မာဂရီဘာသာနဲ့တရားဟောခဲ့အဲ့တော့မြတ်စွာဘုရားပြိဋိဘံစံသွားတာလူတွေအနေနဲ့တွက်မယ်ဆိုရင်နှစ်ပေါင်း2500ကျော်သွားပြီသို့တော့တာဝရိန္ဒနတ်ပြည်လူနတ်ပြည်ကနတ်တွေအနေနဲ့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘလောက်မှမကြသေးဘူးသူတို့မှာ25ရက်ကြော်လေးပဲရှိသေးတယ်ဆိုဘုရားပြိဋိဘံစံသွားတာဟာသူတို့အနိကကလေးပဲဖြစ်တယ်နော်25ရက်လောက်ပဲရှိသေးတယ်ဒီတဲ့တတန်းရှိတဲ့နတ်တွေဆိုရင်မနေ့တနေ့ကမှဖြစ်သွားတယ်အဖြစ်ပြည့်လူတွေနဲ့ဆက်ဆက်နေတဲ့စတုမာတဲ့နတ်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နှစ်ပေါင်း50လောက်ပဲရှိအောင်အဲ့တော့လောကလူတွေဟာလူတွေအနေနဲ့ကတော့နှစ်တွေကြာပြီးတော့မေကောင်းမေးနိုင်တော့လည်းပဲနတ်တွေအနေနဲ့မြတ်စွာဘုရားဟောတဲ့တရားနာလိုက်ကြမမေ့ဘူးလူပြေကဘာလို့နတ်တွေနဲ့ဆက်ဆက်ပြီးတော့နေတယ်ဆိုတာဟုတ်တော့တတိထားကြလူတွေရဲ့မြင်ကွင်းကိုနတ်တွေကမရောက်လာကြလူတွေရဲ့မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေကလောကမှာအများကြီးပဲရှိတယ်ကိုယ်အနီးနားမှာရှိတဲ့လေဆိုတာလည်းမမြင်ရဘူးအတန်ဆိုတာလည်းမမြင်ရဘူးနော်အနတ်ဆိုတာအရသာဆိုတာမြင်ရတဲ့အရာတွေမဟုတ်ဘူးအထီးတွေဆိုတာလည်းမြင်ရတဲ့အရာမဟုတ်ဘူးသို့တော့အတန်ကိုနားနဲ့ကြားရတယ်အနတ်ကိုတော့နှာခေါင်းနဲ့အရသာကိုတော့လျှာနဲ့အထီးတွေကိုတော့ကိုယ်ကာယနဲ့ဒီလိုဟာမျိုးတော့ရှိတယ်အဲ့တော့လူတွေရဲ့မျက်စိမြင်ကွင်းနဲ့ရောက်လာတဲ့အဆင်းအာယုံဆိုတာတစ်မျိုးတည်းပဲရှိတယ်အဲ့ဒီအဆင်းအာယုံမှာသာပုံသဏ္ဍာန်မျိုးမျိုးစုံတယ်ဒါကြောင့်မမြင်ရတဲ့တတ္တဝါဆိုတာလောကမှာရှိတယ်အဲ့တော့လူပြည်မှာတရားပွဲတွေကျင်းပနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုမျက်နှိုးကြတဲ့နတ်တွေလူပြည်မှာတရားတွေဟောနေပြီဆိုပြီးဆင်းပြီးတော့လာနိုင်တယ်ပေါ့တပည့်ဆက်ကြတရားဟောတော့ကြည့်လေလူကနာယူတဲ့လူက9ယောက်တည်းပဲရှိတယ်တောထဲမှာပစ္စဝဂီ9ပါးပဲတရားနာကြတယ်သို့တော့
တရားပွဲကိုတက်ရောက်နာယူနေကြတဲ့နတ်မြမာတွေကအလွန်ကိုများတယ်အလွန်များတယ်တရားနာပြီးတော့ကျွတ်တင်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေပဲမြမာပေါင်းက18ကလေးနတ်ပေါင်းကအသင်္ချေလို့ဆိုတော့အဲ့တော့နတ်တိုင်းကျွတ်တာမဟုတ်ဘူးမြမာတိုင်းကျွတ်တာမဟုတ်မကျွတ်တဲ့နတ်မြမာတွေရှိသေးတယ်အဲ့ဒါကိုကြောင်းပြုတ်ပြီးလူပြေမှာလူတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့နတ်တွေဆိုတာရှိတယ်ကိုယ်ဆောင်နတ်လို့ခေါ်တာရှိတယ်အိမ်ဆောင်နတ်လို့ခေါ်တာရှိတယ်တစ်ပင်ဆောင်နတ်အဆောင်နတ်လို့ဆိုတဲ့အတိတ်မှာစဉ်းစားကြည့်ရမှာတော့သူတို့ကိုဘယ်သူမှဂျူတီချထားတာမဟုတ်ဘူးစောင့်လို့ခေါ်ပြီးမဲ့လို့သူတို့ကကိုယ့်ကိုလာစောင့်ပေးနေရတယ်ဆိုတဲ့အတိတ်ပဲမရဘူးနော်လူတွေနဲ့ဆက်ဆက်ပြီးတော့လူတွေနေတဲ့နေရာမှာသူတို့နေစရာတွေဖြစ်နေလို့လူတွေနဲ့ပတ်သက်ပြီးတော့နေထိုင်ကြလို့လူတွေကကိုယ်ဆောင်နာလို့ဒီလိုခေါ်လိုက်တယ်လူတွေနေတဲ့အိမ်မှာလည်းပဲသူတို့နေစရာပုံမိတ်မှန်တွေကဖြစ်လာတာဖြစ်လို့အိမ်ဆောင်နာလို့ခေါ်ကြတာသူတို့ပုံမိတ်မှန်တွေကလည်းတစ်ပင်တွေနဲ့ဆက်ဆက်ပြီးဖြစ်နေလို့ရှုကစိုးနတ်သို့မဟုတ်တစ်ပင်ဆောင်နာလို့ဒီလိုခေါ်တယ်သူတို့လည်းပဲသူတို့ကံအားလျော်စွာအဆောက်အဦတွေနတ်တွေနေတဲ့အဆောက်အဦတွေရှိတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ရုပ်စိုးနတ်ဆိုတာတစ်ပင်ကွာကြားထိုင်းနေတာပဲဟုတ်မလဲတစ်ပင်ကွာကြားထိုင်ရမယ်ဆိုကိုယ့်ကိုထိုင်ကြည့်ပါလားဘယ်နည်းထိုင်တယ်ဘယ်နှနာရီထိုင်နေမှာတော့တစ်ပင်ကွာကြားဆိုနော်အဲ့တော့သူတို့မှလည်းပုံမိတ်မှန်နေသွားဖို့လာဖို့နေရပန်းဥရသူတို့ရဲ့ကံအားလျော်စွာလူတွေမမြင်ရတဲ့အရာတွေရှိတယ်အာလဝကဗီလူကြီးဆိုလို့ရှိရင်အာလူပြည်နာကညောင်မင်းကြီးအောင်မှာသူ့ပုံမိတ်မှန်လို့ရှိတယ်သို့တော့ထင်းခွေရေခတ်သွားတဲ့လူတွေကမောမောပန်းပန်းနဲ့ထင်းစည်းချပြီးတော့ညောင်မင်းကြီးအောင်နားကြတာဘယ်သူမှမတွေ့ဘူးသို့တော့ရှိနေတာပဲဖြစ်တယ်ပေါ့တာမန်မျက်စိနဲ့မမြင်ခွင့်နဲ့မရောက်ဘူးထူးခြားတဲ့မျက်စိနဲ့မှမြင်ခွင့်နဲ့ရောက်တယ်ဒါကြောင့်မို့တပည့်စကြာတရားဟောတဲ့အခါဘုံမာဒေဝတတ္ထမနုဿတာတွေတပည့်စကြာတရားပွဲမှာနတ်တွေမြောက်များစွာလာရောက်ပြီးနာယူချနာယူပြီးတဲ့အခါသူတို့ကနေပြီးတော့ချွေးကြော်လိုက်ကြတယ်လူကြီးမှာမြတ်စွာဘုရားတပည့်စကြာတရားဟောတယ်ဆိုတာချွေးကြော်လိုက်တယ်သူတို့ပြောတဲ့အတန်ကနေတစ်ဆင့်အဆင့်စစ်တဲ့ဟာပြန့်နှံ့သွားစတုဝရနတ်တွေတာဝရိန္ဒနတ်တွေယာမနတ်တွေဒုတိတနတ်တွေဆိုအဆင့်စစ်ဟုတ်ဗြဟ္မပြေထိအောင်တဲ့ဟာပေါ့ရောက်တယ်နော်ခုခေတ်လူတွေလို့ဖုံးလေးနဲ့ပုတ်နေစရာမလိုဘူးအကုန်လုံးတဲ့တွေကအကုန်ရသွားသူတို့မှာအလွယ်တကူဆက်သွယ်ရေးလမ်းကြောင်းတွေဟာအမှန်တန်ကောင်းတယ်လို့ပြောနော်ဒီမှာဆက်သွယ်ရေးလမ်းကြောင်းကပြတ်ချင်ပြတ်သွားသေးတယ်သူတို့စီမှာဆက်သွယ်ရေးလမ်းကြောင်းမပြတ်ဘူးသူတို့ရဲ့တဘာဝကပေးတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့သူတို့ဟာမြတ်စွာဘုရားတရားကိုမျက်နှိုးလို့လူပြည်မှာတရားဟောပြီးဆိုရင်သူတို့လာရောက်နာယူရဲဆိုတဲ့မှတ်တမ်းတွေများစွာရှိတယ်နော်ရှင်သာရိပုတ္တရာဟောတဲ့သမစိတ်တသုတ်တံဆိုတာနတ်ပေါင်းမြောက်များစွာလာရောက်ပြီးနာနတ်တွေဟာနေရာမဆန့်လို့အဖျားလေးလောက်ချလောက်တဲ့နေရာတိုင်းဒီ spot တိတ်သေးငယ်တဲ့အဆက်ပြောက်ကလေးလောက်ရှိတဲ့နေရာလေးမှာနတ်10ဦးထိုင်နိုင်လောက်အောင်ဖန်ဆင်းပြီးကိုယ်ကလေးတွေကျုပ်ပြီးနေကြတယ်လို့ဆိုနော်အဖျားလေးထောက်လောက်တဲ့နေရာလေးဆိုတာအလွန်ကျဉ်းတဲ့နေရာလေးပေါ့လူတောင်ထိုင်လို့မရတဲ့နေအဲ့ဒီမှာနတ်တွေကသူတို့ကိုယ်လေးတွေကိုကျုပ်ပြီးတော့နေလိုက်တဲ့အခါမှာအဖျားလေးထောက်လောက်တဲ့နေရာလေးတနေရာမှာပဲနတ်ဟာ10ဦးဦး20ဒီလိုနေလို့ရသွားတယ်တဲ့တော့လူပြည်ကတရားပွဲတွေကိုနတ်တွေကရောက်ရှိလာတယ်ဆိုတာသိချပေါက်ရှိတယ်ပေါ့အခုဒီသုတ်တံမှာရှင်ဥတ္တရဆိုတဲ့ပုဂ္ဂိုလ်တို့အဲ့တော့ကြည့်ရတာတော့သူကမဟိတဝတ္ထုဆိုတဲ့အယတ္ထိတမဟိတဝတ္ထုဆိုတာဘယ်နေရာမှာလဲလို့ location ကိုပြောမယ်ဆိုလို့ရှိရင်နော်အိန္ဒိယနိုင်ငံတောင်ပိုင်းမှာမဟိတာတဆိုတဲ့တိုင်းရှိအဲ့ဒီနေရာများဖြစ်ကောင်းဖြစ်မလားလို့စဉ်းစားရရှိတချို့နေရာတွေကနာမည်တွေပြောင်းသွားပြီအဲ့ဒီမဟိတဝတ္ထုမှာတောင်ကြီးတစ်ခုရှိတယ်အဲ့ဒီတောင်ကြီးကိုသင်္ခေယကတောင်လို့ခေါ်တယ်အိန္ဒိယအခေါ်သင်္ခေယကတောင်
အဲ့ဒီသင်္ခေယကတောင်ချေမှာတောရကြောင်တစ်ချောင်းရှိတယ်အဲ့ဒီတောရကြောင်ကိုဝတ္တသာလိကာလို့ခေါ်တယ်မြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာအိန္ဒိယတောင်ပိုင်းမှာဘုရားဘာသာထွန်းကားနေတယ်နော်မြောက်ပိုင်းမှာလည်းထွန်းကားတယ်တောင်ပိုင်းမှာလည်းထွန်းကားဘုရားဘာသာမြတ်စွာဘုရားရဲ့တပည့်တော်ကတွေဟာပြန့်နှံ့ပြီးအထူးသဖြင့်အိန္ဒိယတောင်ပိုင်းကပို့ပြီးတော့ဘုရားဘာသာထွန်းကားသွားမြောက်ပိုင်းထွန်းကားတဲ့ဘုရားဘာသာကိုမြောက်ပိုင်းဘုရားဘာသာလို့ခေါ်ပြီးအဲ့ဒီကနေပြီးတော့တရုတ်ပြည်တို့ကိုရီးယားတို့ဂျပန်တို့ရောက်သွားတာမြောက်ပိုင်းဘုရားဘာသာလို့ခေါ်တယ်ခဏခေတ်တော့မဟာယာနဘုရားတောင်ပိုင်းဘုရားဘာသာကမြန်မာပြည်ရောက်လာတဲ့ထေရဝါဒသာသနာမူရင်းမပြတ်လက်ခံကျင့်သုံးတဲ့ဘာသာမြောက်ပိုင်းဘုရားဘာသာကသူတို့လူတွေနဲ့သင်လျော်အောင်ပြင်ဆင်ပြီးတော့မြတ်စွာဘုရားရဲ့ဟောကြားချက်တွေကိုခေတ်မီအောင်ပြင်းပြီးတော့ဟောပြောသွားကြတယ်စာအုပ်တွေရေးကြတယ်ဆိုမြောက်ပိုင်းဘုရားဘာသာပြင်ဆင်ထားတဲ့ဘုရားဘာသာဖြစ်တယ်ဟောအင်္ဂလိပ်လိုဒါကြောင့်မလို့တောင်ပိုင်းဘုရားဘာသာကိုထေရဝါဒမြောက်ပိုင်းဘုရားဘာသာကိုမဟာယာနလို့ခေါ်ပြီးမဟာယာနနဲ့ထေရဝါဒဘုရားဘာသာအမျိုးအစားနှစ်ခုကွဲပြားသွားတယ်ဒီလိုကွဲပြားတာဟာအယူဝါဒကွဲပြားလို့တော့မဟုတ်ဘူးလိုက်နာကျင့်ဆောင်မှုဒေတာချင်းကွဲပြားခြားသွားတဲ့အခါ tradition တွေရောသွားတဲ့အတွက်ကြောင့်ကွဲပြားခြားနာအဲ့တော့ထေရဝါဒ tradition ဆိုတာတော့မြတ်စွာဘုရားတရားတော်ကိုလုံးဝမပြင်မဲနဲ့မူရင်းအတိုင်းလက်ခံတာ orthodox လို့ခေါ်တယ် orthodox ဆိုတာမူရင်းအတိုင်းပဲလက်ခံပြင်ဆင်မှုမလုပ်ဘူးလူတွေကသိပြင်နေတယ်လေကိုမကြရင်ပြင်ကြတာများတယ်ခဏခေတ်လည်းပြင်နေကြတာပဲမပြင်မဲမရှိဘူးပြင်တာဟွာလေးပြင်လိုက်ဒါလေးပြင်လိုက်နာမည်လေးပြင်လိုက်တယ်ပြင်တဲ့ဝါသနာပါတယ်လူတွေနော်မကောင်းလို့ပြင်တာမပြင်ဘူးလားတော့မဟုတ်ဘူးပေါ့ပြင်တဲ့နေရာတော့ပြင်အဲ့ဒီထေရဝါဒဗုဒ္ဓဘာသာမပြင်ဆင်ဘူးမူရင်းတိုင်းလက်ခံလို့ orthodox လို့ခေါ်မြောက်ပိုင်းဗုဒ္ဓဘာသာသို့မဟုတ်မဟာယာနတရုတ်ဂျပန်ကိုရီးယားဗီယက်နမ်တို့မှာထွန်းကားတဲ့ဘာသာကြတယ်သူက heterodox လို့ခေါ်တယ် heterodox ဆိုတာခေတ်နဲ့အညီပြုပြင်ပြောင်းလဲပြီးလက်ခံတာဒါမှမဟုတ်အဝတ်အစားတွေကွဲပြားသွားတယ်သူတို့ကဘောင်းမီရှည်နဲ့အင်ကြီးနဲ့နော်ခေတ်မီတဲ့အဝတ်အစားတွေဝတ်ပြီးတော့ညနေလဲနည်းနည်းပါးပါးစားလို့တောက်လို့ရတယ်ပေါ့ထေရဝါဒတော့စားလို့မရဘူးစားရင်တော့စားတဲ့ပုဂ္ဂိုလ်အပြစ်ပဲပေါ့နော်ဟုတ်အဲ့ဒီလို orthodox နဲ့ heterodox လို့ကွဲပြားခြားနားသွားအဲ့တော့ခုဒီမဟိတဝတ္ထုဆိုတဲ့ဒေသကြီးမှာသင်္ကေခေယကတောင်ဝတ္တဇာလိကာဆိုတဲ့အကြောင်းမှာသတင်းသုံးနေတယ်အရှင်ဥတ္တရာဆိုတဲ့ပုဂ္ဂိုလ်တရားဝဲတစ်ခုမှာသူဘာဟောလို့လူပြည်မှာသိမကြားဘူးတဲ့တရားကိုဟောတာသူဟောတဲ့တရားပါတော့တာရဝုသောဘိက္ခုကာလေနကာလံအတ္တဝိပတ္တိပစ္စဝခိတာဟောတယ်သူအချက်၄ချက်ကိုတရားနာပိဋကမှာသူဟောတယ်ငါရှင်တို့မိတ်ဆွေတို့အဆွေတော်တို့လို့ဆိုတဲ့အတိတ်ပဲအောင်တော့အဆွေတော်တို့ရံပါယံခါကိုယ့်ရဲ့ကြာရှုံးမှုကိုဆင်ញင်သုံးသပ်ကြည့်တာဟာကောင်းတယ်လူဆိုတာထာဝရအောင်မြင်နေတာမဟုတ်ဘူးတစ်ခါတစ်ခါကိုယ့်ရဲ့ကြာဆုံးမှုဆုံးရှုံးနေတာမှုတွေဖြစ်ပေါ်နေတတ်တယ်နော်ဝိပတ္တိဆိုတာဖေးလျာကိုလုပ်တဲ့လုပ်ငန်းတွေမအောင်ဘူးတိုးတက်မှုတွေမရဘူးဆိုးရုံနေတယ်အဲ့တော့ယမယခါကိုစစ်ဆေးကြည့်ရမယ်လို့ဆိုလို့စစ်ဆေးကြည့်တဲ့အခါမှာဘာတွေ့နိုင်တော့ဆိုကိုယ့်ရဲ့ကြာဆုံးမှုနောက်တစ်ဘက်ကကြည့်ရင်ကိုယ့်ရဲ့အောင်မြင်ကြီးပွားမှုဒီနှစ်ခုကိုဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတာအများအားချိန်ရတိုင်းပြည်တစ်ပြည်မှာလည်းပဲစီးပွားရေးတိုးတက်သလားကျသလားလူမှုရေးတိုးတက်သလားကျကျမရေးအခြေအနေတွေတိုးတက်မှုရှိသလားကျသလားစစ်ဆေးပြီးတော့အများအားကြည့်မှသိကိန်းကနန်းနေနဲ့အများအားစစ်ဆေးကြအဲ့ဒီလိုမစစ်ဆေးဘဲနဲ့ပါဠိဘာသာနေဘာမှသိမှာမဟုတ်အဲ့ဒီလို
တပြည်တပြည်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်စစ်ဆေးလေးလာနေရအဲ့ဒါကိုပစ္စဝက္ခိတာဆင်ញင်သုံးသပ်ကြည့်ရမယ်အဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုဆင်ញင်သုံးသပ်ရမယ်ကိုယ့်ရဲ့ကြာဆုံးမှုဒီဆုံးမနစ်နာမှုတွေကြည့်ရမယ်ထို့တူပဲတခြားပုဂ္ဂိုလ်တို့ရဲ့ကြာရှုံးမှုတခြားပုဂ္ဂိုလ်တို့ရဲ့အောင်မြင်ကြည်ပွားမှုဟောတခြားလို့ဆိုလိုက်ကြတယ်ကိုယ်နိုင်ငံရဲ့အောင်မြင်မှုတခြားနိုင်ငံရဲ့အောင်မြင်မှုကိုယ်နိုင်ငံရဲ့ဆုပ်ယုပ်နေမှုတခြားနိုင်ငံရဲ့ဆုပ်ယုပ်နေမှုဆိုအဲ့ဒါလို့အရာရာကိုနှိုင်းရှင်သိနိုင်အောင်ရံပါရံခါဒါတွေဟာစစ်ဆေးတိုင်းထားပြီးတော့အဖြေထုတ်တဲ့တယ်လို့ဒီတရားဟောလိုက်တယ်သူဟောတဲ့တရားပါဠိလိုကြတော့တာရာဝုသောဘိက္ခုကာလေနကာလံအတ္တဝိပတ္တိပစ္စဝေခိတာကာလေနကာလံအတ္တပရတ္တဝိပတ္တိပစ္စဝေခိတာကာလေနကာလံအတ္တသဗ္ဗတ္တိပစ္စဝေခိတာကာလေနကာလံပရတ္တဗတ္တိပစ္စဝေခိတာဒီအချက်၄ချက်မိမိနဲ့ပတ်သက်ပြီး၂ချက်သူတစ်ပါးနဲ့ပတ်သက်ပြီး၂ချက်ကိုတယောက်တည်းကြီးမဖြစ်ဘူးပတ်ဝန်းကျင်ကိုလည်းကြည့်ရမယ်လို့ဆိုအဲ့ဒါလို့လောကကြီးကိုဆင်ခြင်သုံးသပ်ကြည့်တာဟာကောင်းတယ်လုပ်တဲ့တယ်လို့ဆိုတဲ့စကားဟောအဲ့ဒီချိန်မှာရောက်အယမျက်နှာမှာတာဝန်ယူပြီးတော့လူတွေမမြင်ရတဲ့သရဝါတွေကိုအုပ်ချုပ်နေတာကဝိတ္တဝဏနမင်းတို့ခေါ်တယ်ဝိတ္တဝဏနမင်းဟာမြောက်ပိုင်းမှာသူကတာဝန်ကျပြီးအဲ့ဒီမှာအုပ်ချုပ်တယ်လူတွေကိုအုပ်ချုပ်တဲ့နမင်းအဲ့ဒီနမင်းကတရားမင်းစီသွားဖို့ကိစ္စရှိလို့တောင်ပိုင်းကိုခရီးထွက်လာတာကောင်းကင်ယံကနေသွားတယ်သွားတဲ့အခါကျတော့မေဟိတဝတ္ထုဆိုတဲ့ဒေသပေါ်ဖြတ်ပြီးတော့သူသွားတော့ရှင်ဥတ္တရဟောနေတဲ့တရားသံကိုသူကသွားရင်ကြားတယ်သူကအဲ့ဒါလို့ကြားတာတွေဟာမှတ်တမ်းတွေအနေနဲ့နန္ဒမာတာဥပတိကမကြီးပါရယဏဒေသနာရွတ်နေတဲ့ဖြုံကလည်းပဲသူကြားလို့သူတာရုခေါ်သွားတယ်အခုလည်းပဲထူးထူးခြားခြားတရားတစ်ပုဒ်ကိုယ့်ရဲ့ပျက်စီးဆုံးရှုံးမှုကိုယ့်ရဲ့အောင်မြင်ကြီးပွားမှုသူတော်ဘာရဲ့ပျက်စီးဆုံးရှုံးမှုသူတော်ဘာတို့ရဲ့အောင်မြင်ကြီးပွားမှုကိုရှမ်းမယံခါဒီဆင်ញင်သုံးသပ်ကြည့်တာကောင်းတယ်ဆိုတဲ့ထူးခြားတဲ့သူရဲ့ဟောပြောချက်ကိုကြားလိုက်တဲ့အခါသေချာနားထောင်ပြီးတော့ဒီတရားသူတစ်ခါမှမကြားဘူးဆိုပြီးတရားမင်းကြီးစီတက်လျှောက်သွားပြီးတဲ့အခါသွားပြီးတော့စင်ခန္ဓာတင်တဲ့ဘောခုခေတ်လို့သတင်းပို့လိုက်တယ်ရှင်တရားမင်းမဟိတဝတ္ထုကတင်ခေရကတောင်ဝတ္တဇာတိကကျောင်းမှာအရှင်ဥတ္တရဆိုတဲ့ကိုတော်ကအခုလိုတရားတွေဟောနေတယ်အဲ့တော့ရှင်မင်းကြီးဒီတရားမျိုးသိသလားသူဟောနေတယ်လို့ဒီတရားမျိုးထူးထူးခြားခြားဟောတယ်ဆိုဒီဝိသုဏမင်းကဒီတရားကိုသူမနာဘူးနဲ့တူတယ်သို့တော့တရားမင်းကနာဘူးတယ်နာဘူးတာနဲ့တရားဆိုတာစိတ်ကညှို့လိုက်ရင်ချက်ချင်းလူပြေရောက်လာနိုင်တာသူတို့ကြတော့စိတ်သွားတိုင်းကိုပါဆိုတာမျိုးဖြစ်တယ်တရားပွဲကိုချက်ချင်းရောက်လာပြီးရှင်ဥတ္တရကိုသူကအယုသေးပေးမတက်ရပြီးတော့မေးတာအရှင်ဘုရားဒီလိုတရားဟောတယ်ဆိုတာဟုတ်သလားဒီချက်၄ချက်နဲ့တရားဟောတယ်ဆိုတာဟုတ်လားဆိုဟုတ်ပါတယ်တဲ့ဒါဖြင့်ဒီတရားဟာအရှင်ဘုရားရဲ့ကိုယ်ပိုင်အတွေးနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဟောတဲ့တရားလားသို့မဟုတ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့တရားလားသူမေးခွန်းလေးအဲ့ဒါပဲနော်အရှင်ဘုရားခဏခေတ်မှာလည်းတရားဟောနေတဲ့ဘုန်းကြီးတွေရှိတယ်လေအဲ့တော့မြတ်စွာဘုရားရဲ့တရားကိုဟောတာလားသူတို့အတွေးတွေဟောနေတာလားတရားနှမျိုးရှိနေအထောက်အထားမပြဘူးဆိုရင်သူသိတာတွေဟောနေတာဖြစ်တယ်သုဒ္ဓတစ်ခုကိုဥတည်ပြီးတော့ဟောလို့ရှိရင်ဒါဘုရားဟောတဲ့တရားအဲ့တော့ဘုရားဟောတဲ့တရားမဟုတ်ဘဲနဲ့ဟောနေရင်အခုသုဒ္ဓအရာဆိုရင်နတ်တွေကဘုရားဟောဟုတ်မဟုတ်သူတို့သိကြပြီးခဲ့တာဟုတ်သူ
အဲ့တော့အရှင်ဘုရားရဲ့ကိုယ်ပိုင်အထင်မြင်ယူဆချက်ကိုဟောတာလားဒီလိုလှုပ်တင်တယ်ဆိုတာအရှင်ဘုရားကိုယ်ပိုင်ထင်မြင်ချက်နဲ့ဟောတာလားသို့မဟုတ်မြတ်စွာဘုရားရဲ့ဟောပြောခဲ့တဲ့စကားလားလို့မေးတဲ့အခါကျတော့ရှင်ဥတ္တရာကတရားမင်းနဲ့ဥပမာတစ်ခုပြောပြရစီဥပမာနဲ့ပြောရင်ပို့အထိပ္ပယ်ရှင်းပါတယ်တဲ့ရွာကြီးတစ်ရွာဏိဂုံးကြီးတစ်ခုလူတွေဟာအဲ့ဒီရွာကြီးတွေကဏိဂုံးကြီးရဲ့အပြင်ဘက်ကျယ်ဝန်းလာတဲ့စပါးကင်းကြီးရှိတယ်အဲ့စပါးကင်းကြီးရိတ်သိမ့်ပြီးတော့စပါးပုံကြီးပုံထားတယ်ရွာတွေကဏိဂုံးကလူတွေဟာစပါးတွေကိုမိမိတို့တနိုင်တစ်ပိုင်းတောင်းနေနဲ့ထမ်းမိုးတွေနဲ့ထမ်းလို့ခေါင်းနဲ့ရွက်လို့စပါးတွေတဲလာကြတယ်အဲ့ဒီလိုတဲလာလို့ရှိရင်မင်းတို့စပါးတွေဘယ်ကတဲလာကြတော့လို့မေးလို့ရှိရင်ဟိုးစပါးပုံကြီးကတဲလာတယ်လို့ပြောကြမှာအဲ့ဒီလိုပြောတာပြောမှာပဲမဟုတ်လားတဲ့စပါးပုံကြီးလည်းမြင်နေရတယ်အဲ့စပါးပုံကြီးကပဲအားလုံးဟာစပါးတွေတဲလာကြတယ်ဆိုတော့တရားမင်းကြီးကဟုတ်တာပေါ့စပါးပုံကြီးကပဲအားလုံးတဲလာကြတယ်လို့ဖြေမှာပါတဲ့အဲ့ဒီအတိုင်းပဲတဲ့ဘုန်းကြီးတို့တွေဟောသမျှတရားတွေယံကိစိသူပါတိတံမမှန်ကန်ကန်နဲ့ဟောပြောတဲ့တရားဓမ္မတွေမှန်သမျှဟာမြတ်စွာဘုရားဟောတဲ့ထဲကနေပြီးယူပြီးတော့ငါတို့လည်းဟောတယ်တခြားပုဂ္ဂိုလ်တွေလည်းဟောတယ်လို့စဘာဘုံကြီးဥပမာနဲ့အဲ့ဒီစဘာဘုံကြီးကစဘာတွေသာလင်ဖြစ်တယ်တို့ဟောတဲ့တရားတွေကလည်းမြတ်စွာဘုရားဟောခဲ့တဲ့ပိဋကတ်သုံးပုံကပဲဟောတာပါလို့ဒီလိုရှင်ဥဒ္ဒရာကဖြေလိုက်တဲ့အခါတရားမင်းကြီးကပြောလို့ဆိုတော့အေးကိုရောပြောတဲ့စကားဟာမှတ်သားစရာကောင်းတယ်စိတ်ဝင်စားစရာကောင်းတယ်စိတ်ဝင်စားစရာကောင်းတယ်မှန်လိုက်တာစဘာဘုံကြီးကပဲစဘာတွေတဲလာတယ်လို့ပဲအခုဟောတဲ့တရားဟာလေမြတ်စွာဘုရားဟောခဲ့တဲ့အဆုံးအမတွေတဲကတစ်ခုဆိုတာမှန်ကန်ပါတယ်တဲ့ဒီတရားဟာဘယ်မှာဟောခဲ့တယ်ဆိုတာတပည့်တော်ပြောပြမယ်တဲ့သူကိုယ်တိုင်နာခဲ့ရတယ်ဆိုတော့တရားတစ်ပုဒ်ကိုသူပြောပြမြတ်စွာဘုရားရာဇကျူပြည်ဝီလွန်ကျောင်းတော်မှာသတင်းတောင်းနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ညီတော်ဝမ်းကွဲဖြစ်တဲ့ထေဝထတ္တဟာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ခွဲထွက်သွားတယ်ဒါပြီးတော့ခွဲထွက်ရေးကရှေးတုန်းကလေးရှိတာနော်ခွဲထွက်သွားအဲ့ဒီလိုဒေဝထခွဲထွက်သွားတဲ့အချိန်လေးမှာမြတ်စွာဘုရားကယဟန်တွေကိုတတိပေးတဲ့အနေနဲ့ဟောတာယဟန်တို့မိမိရဲ့ပျက်စီးမှုကိုလည်းပဲယမယံခါဆင်ញင်သုံးသပ်ကြည့်တဲ့နဲ့မိမိရဲ့အောင်မြင်ကြီးပွားမှုကိုလည်းပဲယမယံခါဆင်ញင်သုံးသပ်ကြည့်သိချင်တယ်တခြားသူတယောက်ရဲ့ဒီကြာဆုံးမှုတခြားသူတွေတယောက်ရဲ့အောင်မြင်ကြီးပွားမှုတို့ဆင်ញင်သုံးသပ်ပြီးတော့ကြည်တဲ့နဲ့ကြည်တာကောင်းတယ်လို့ဆိုပြီးဒေဝရတ်ကိုအကြောင်းပြုပြီးရှင်ဒေဝရတ်ရဲ့ထွက်ခွာတော်မှုကိုအကြောင်းပြုပြီးမြတ်စွာဘုရားကိုဆုံးခွာပြီးဒီဘုရားရဲ့အတိုင်းဝိုင်းကနေထွက်သွားတယ်ခွဲထွက်သွားတယ်ဒဇင်ထောင်တယ်ပေါ့ပါဠိသစ်တစ်ခုထောင်လိုက်တယ်ခိုင်းတစ်ခိုင်းထောင်လိုက်ဒီကနေ့ခေတ်လည်းရှိတာဘုရားဘာသာအတိုင်းဝိုင်းကနေထွက်ပြီးဒဇင်ထောင်တာတွေရှိတယ်နော်ဒါအထူးဆန်းမဟုတ်ဘူးလောကကြီးကလူတွေကအဲ့ဒီလိုပဲလုပ်လို့ရှိမြတ်စွာဘုရားရဲ့အတိုင်းဝိုင်းတွေကနေခွဲထွက်သွားတဲ့အခါမှာမြတ်စွာဘုရားဒီတရားကိုဟောခဲ့တယ်တဲ့ဟောပြီးတဲ့အခါမှာမြတ်စွာဘုရားဘာပြောတော့ဆိုရှင်ဒေဝဒတ္တနဲ့ပတ်သက်ပြီးတော့ဒေဝဒတ္တဟာယခုလိုမြတ်စွာဘုရားရဲ့တပိတာဝကအတိုင်းဝိုင်းကနေခွဲထွက်ပြီးတော့ဒဇင်ထောင်တာဟာတခြားကြောင့်မဟုတ်ဘူးတဲ့သူ့ကိုနှိပ်စက်နေတဲ့သူမတွန်းလှန်နိုင်လို့သူ့ကိုလွှမ်းမိုးချုပ်ကင်ထားတဲ့သဘာဝတရား၈မျိုးရှိတယ်တဲ့အဲ့ဒီ၈မျိုးကသူ့စိတ်ကိုချုပ်ကင်ထားပြီးတော့အခုလိုခွဲထွက်ခြင်းကိုဖြစ်စေတာဖြစ်တယ်ပေါ့ဒီလိုလှုပ်လိုက်သည့်အတွက်ကြောင့်ဒေဝရတ်ဟာ
ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတဲ့ဒီလောက်ရက်ကိုအကြောင်းပြုပြီးသူ့ရဲ့အမှားတွေအကြောင်းမို့လို့သူဟာဒီဘဝကုံဆုံးတာနဲ့အပေပုံရောက်သွားမှာပဲငရဲပုံရောက်သွားမှာပဲအဲ့ဒီငရဲမှာတကဘာပတ်လုံးကြာရှည်သွားသူဟာငရဲခံရမှာသူဟာအတ္တိကိစ္စဆေးကုတဲ့စကားလုံးနဲ့မြတ်စွာဘုရားသုံးတာအတ္တိကိစ္စကုစားလို့မရဘူးဆိုပြင်လို့မရကိစ္စရောကလို့ incurable လို့ပြောလိုက်တာဘုရားသူဟာဖြောင်းပြမြတ်စွာဘုရားကိုယ်တိုင်အချိန်ချင်းဖြောင်းပြပေးခဲ့တယ်ဖြောင်းပြတာသူလုံးဝလက်မခံလက်မခံတဲ့အတွက်ကြောင့် incurable သူ့တဏ္ဍာမှာဖြစ်သွားတဲ့သူ့ရဲ့ခေါင်းမှမိုးကြောင့်သူဟာပြင်လို့ဆင်လို့ကုသလို့မရတော့တဲ့အနေအထားမျိုးရောက်သွားပြီ။ဘာကြောင့်ဒီလိုရောက်ရတာတော့ဆိုတာဟာအချက်၈ချက်ကိုမြတ်စွာဘုရားထောက်ပြတယ်။ချက်၈ချက်ကဘာလို့လဲ။ဒါအလွန်တတိထားကြကောင်းတာ။လူတွေမှာစိတ်သက်ချင်းချက်မှုမရှိဘူးဆိုရင်ဒီလူတွေရဲ့အောင်မြင်ချီးပွားမှုကလူကိုဖျက်ဆီးတတ်တယ်သူကတန်မောမှာဖြစ်လာတဲ့တန်ကြီးသည်တန်ကိုပြန်စားတယ်လို့ဖြစ်စီဖြစ်တတ်တယ်လို့ဆိုလို့နော်အဲ့ဒီမှာလက်ဆောင်များချက်ရှစ်ချက်ဟောတဲ့နေရာနံပါတ်1ကသူဟာအောင်မြင်မှုလက်တပကပစ္စည်းဥစ္စာတွေကိုရရှိမှုဆိုတဲ့လာဘသူဟာလိုချင်တာတွေအကုန်ရအောင်မြင်လာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်လက်လာဘပေါ်များပြီးအောင်မြင်လာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့အဲ့ဒီအောင်မြင်လာမှုကသူ့ကိုလွှမ်းမိုးချုပ်ကင်သွားပြီးသူဟာမလုပ်တဲ့နာတွေလုပ်တော့တာဖြစ်တယ်ဒါမို့လူတယောက်ဟာအောင်မြင်သွားရင်လည်းပျက်စီးသွားတတ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်ပျက်စီးသွားတတ်တယ်ဆိုတာကိုယ့်ကိုယ်ကိုသတိထားအောင်မြင်မှုဆိုတာမျိုးအကြောင်းပြုပြီးအောင်မြင်မှုရဲ့သားကောင်ဖြစ်သွားပြီးသူဟာအောက်ခြေလွတ်သွားတတ်တယ်ယာရုကြီးကြီးရရင်လည်းအောက်ခြေလွတ်သွားတတ်တယ်စီဘဥစ္စာတွေတိုးတက်လာရင်လည်းအောက်ခြေလွတ်သွားတယ်ဒီလိုဒီဝရဟာအောက်ခြေလွတ်သွားတာတခြားကြောင့်မဟုတ်ဘူးတဲ့အစာတတမင်းကကိုးကွယ်လိုက်တာသူကိုးကွယ်လိုက်တော့ဘယင်ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အောက်ခြေလွတ်သွားလာပါလို့ဆိုတာလူချင်တာတွေအကုန်ရတဲ့အခါငါကွာလို့ဆိုပြီးတော့လက်မထောင်းလာအဲ့ဒီလက်မထောင်းလာမှုကသူ့လွှမ်းမိုးနှိမ့်ဆက်သွားသည်ဒါကိုမတွန်းလှန်နိုင်မယုံထွက်နိုင်တဲ့အတွက်ကြောင့်သူဟာဒီအခြေအနေမျိုးကိုရောက်သွားတာနောက်တစ်ခုကတော့အလာဘသူလာဘရလာတော့ကခြေနှက်တယ်လို့မရဘူးဆိုရင်သူကမခြေမနှက်တွေဖြစ်တယ်လူတွေဟာအဲ့ဒါလိုပဲရတဲ့အခါမှာတပြုံပြုံမရတဲ့အခါမှာကြတော့သူတို့ဟာတငုံငုံနဲ့ depression ဆိုတာဖြစ်တယ်ဟောလူတွေမှာအောင်မြင်ကြီးပွားမှုကိုရလာပြီဆိုလို့ရှိရင်သူဟာမော်ကြွားလာတယ်ကြာဆုံးမှုနဲ့ကြုံပြီဆိုရင်ကိုယ့်ကိုယ်တတ်သိကျင်လောက်အောင် depression ဖြစ်တယ်စိတ်ဓာတ်တွေကျဆွတ်တွေဖြစ်စိတ်ဖိစီးမှုတွေဖြစ်လာအဲ့တော့အောင်မြင်မှုကိုရတာကိုလည်းအောင်မြင်မှုရခြင်းကလည်းသူ့ကိုလွှမ်းမိုးသွားတယ်မအောင်မြင်တဲ့အချက်ကလည်းသူ့ကိုလွှမ်းမိုးသွားတယ်သူလုံးချင်တာမလုပ်ရဘူးအလားသူကဖျားဖြစ်ချင်တာဖျားနေရတန်ဃာတွေအားလုံးကိုသူခေါင်းဆောင်လုပ်ချင်မရဘူးမရသည့်အတွက်ကြောင့်သူဟာမကြံတဲ့နာတွေကြံသွားတယ်နောက်တစ်ခုကတော့ယတနဲ့အာယတနောက်နှစ်ခုကယတဆိုတာအချမ်းရံဂုဏ်တရင်ကြီးမားလာလောကလူတွေဟာနောက်လိုက်နောက်ပါတွေများပြီးတော့ဂုဏ်တရင်ကြီးမားပြီးနာမည်ကျော်ကြားလာလို့ရှိရင်လေအဲ့ဒီနာမည်ကျော်ကြားမှုရဲ့သားကောင်ဖြစ်သွားပြီးသူဟာယုံထွက်နိုင်ကြမရှိတော့စိတ်ကောင်းနှလုံးကောင်းတွေဟာကြော်ကြားမှုအောက်မှာပျောက်ကွယ်သွားတယ်လူတွေမှာပျောက်ကွယ်သွားပြီးတော့သူဟာစိတ်ဆိုးစိတ်မိုက်တွေဝင်လာတတ်တယ်ဒီဝရဟာယတလို့ခေါ်တဲ့သူ့ရဲ့အချမ်းရံဂုဏ်တရင်ကြီးလာမှုတွေကိုအကြောင်းပြုပြီးတော့မတွန်းလှန်နိုင်တဲ့အတွက်ကြောင့်သူဟာကြာဆုံးသွားတာဖြစ်တယ်ပေါ့အာယတဂုဏ်တရင်ကင်းမဲ့သွားတဲ့အခါမှာလည်းပဲဒီအခြေအနေမျိုးတွေဖြစ်တတ်တယ်ပေါ့ depression တွေဝင်ပြီးတော့ဒုက္ခရောက်သွားတတ်တယ်နောက်တစ်ခုကတော့
သက်္ကာရအသက်္ကာရနောက်တစ်တွဲကသက်္ကာရအသက်္ကာသက်္ကာရဆိုတာလူတွေကယိုသေးတယ်သူ့ကိုပေးလို့ရှိရင်ဘာပေးပြီးယိုသေးကြတယ်မတမ်းမှလူတွေကယိုသေးတယ်သူနောက်လိုက်နောက်ပါတွေကသူ့ကိုအလွန်ယိုသေးကြတယ်ဒီကနေ့ခင်လဲစဉ်းစားကြည့်ယာရုကြီးပြီဆိုယိုသေးလိုက်ကြတာအများကြီးပစ္စည်းဥစ္စာတွေကြွယ်ဝချမ်းသာတဲ့လူနောက်ကလိုက်တဲ့လူတွေလည်းယိုသေးလိုက်ကြတာတယိုတတိတလေးအဲ့ဒီအများရဲ့ယိုသေးခံရမှုဟာလည်းပဲကိုယ်စိတ်ကအဲ့ဒီရဲ့လွှမ်းမိုးမှုကိုခံရပြန်လို့ရှင်လေလူဟာစိတ်ဓာတ်တွေမောက်မာလာပြီးတော့အောက်ခြေလွတ်တော်ပြတ်တယ်လွတ်တော်ရတယ်အဲ့ဒီလိုမဟုတ်ဘူးစัจจิမဲ့ဖြစ်လာပြန်လို့ရှင်လေလူရဲ့စိတ်ဟာတစ်မျိုးတစ်မျိုးပြောင်းသွားတယ်အတ္တကာရလူတွေရဲ့မလေးမစားလှုပ်တာကိုခံရတယ်ဘယ်လိုပဲဖြစ်ဖြစ်လေရှာရုရှိတော့အလေးစားခံရမရလို့မရှိရင်အလေးစားမခံရဘူးပတ်စံရှိတဲ့အချိန်အလေးစားခံရတယ်ပတ်စံမရှိရင်အလေးစားမခံဒါဟာဘဝဟာမရှောင်လွဲနိုင်တဲ့လောကရန်ပဲဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီလောကရန်ကိုမခံနိုင်သည့်အတွက်ကြောင့်သူဟာမလုံတဲ့နာတွေလုပ်ပြီးတော့အခုလိုပျက်စီးဆုံးရှုံးမှုဖြစ်သွားတာဖြစ်တယ်လို့လာဘအလာဘယတာအာယတသက်္ကာရအသက်္ကာဟော6ခုနောက်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားပြောတယ်ပါပိဿအဆိုးဆုံးကတော့သူဟာစိတ်ကောင်းနှလုံးကောင်းမရှိဘူးစိတ်ကောင်းနှလုံးကောင်းမရှိဘူးအမှန်တန်နဲ့ပါပိဿဆိုတာအောက်တန်းကြတဲ့လူအင်ဆန္ဒခေါ်တယ်ပါပအိဋ္ဌာဆိုပါတော့ကိုယ်ရည်ချင်းမရှိဘဲနဲ့အထက်တန်းကိုဖြစ်ခြင်းနဲ့ပါပဲလမ်းစဉ်အတိုင်းမသွားဘဲနဲ့လူတွေဟာဖြတ်လန်းကနေကြီးပွားခြင်းနဲ့အဲ့ဒီလိုဟာမျိုးပါပိဿသူများခေါင်းနှင်းပြီးကြော်တက်ခြင်းနဲ့တစ်ဖက်သားကိုတွန်းချပြီးတော့နေရာယူခြင်းနဲ့ပါပိဿလို့ခေါ်တယ်ကိုယ်အရေးချင်းနဲ့ကိုသွားတာမဟုတ်ဘဲနဲ့တစ်ဖက်သားကိုတွန်းထုတ်ပြီးတော့မှကိုနေရာရအောင်လှုပ်တဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒီစိတ်ကူးစိတ်တန်းတွေကိုပါပိဿလို့ခေါ်တယ်မဟုတ်တဲ့နီလန်းကိုအသုံးချပြီးတော့ထက်တန်းရအောင်ကြိုးပမ်းမှုတွေသူဟာလည်းပဲဖျားဖြစ်အောင်လေးသိဖြစ်တဲ့ကဘာတသိပါရမီဖြည့်ဖို့မစင်စားပဲနဲ့ဖြတ်လန်းကနေဖျားရာတို့ကိုရချင်တာဆိုတော့ပါပိဿပဲဒါမဟုတ်တဲ့အောက်တန်းကျတဲ့စိတ်တွေသဘောထားတွေဟာသူ့ကိုလွှမ်းမိုးသွားတယ်တဲ့အဲ့ဒီလွှမ်းမိုးမှုကြောင့်သူဟာပျက်စီးသွားနောက်တစ်ခုကတော့ပါပမိတ်တာလောကလူတွေဟာလူတယောက်ခေါင်းဆောင်ပြီဆိုဝန်းရံပြီးတော့ဝိုင်းပြီးပျောက်ပေးနေတဲ့ပုံကိုယ်တွေပါရတယ်အဲ့ဒါတွေကိုပါပမိတ်တာဒီကနေ့ခေတ်မှာလည်းရှိတာနော်ဝန်းရံပြီးတော့မြောက်ပြီးမှာပဲဘယ်သူမှလုံးဝိုင်းပြီးတော့အဲ့ဒါရန်တဲ့ပုံကိုယ်ဟာရှိတာရန်တဲ့ပုဂ္ဂိုလ်ရှိတယ်။မကောင်းတဲ့အလုပ်ကိုလုပ်ရင်လည်းရန်တဲ့ပုဂ္ဂိုလ်ဝင်လာတယ်။ဝင်ရန်လဲဆိုပါပမိတ်တာပဲ။သူတို့အောက်တန်းချတဲ့စိတ်တွေနဲ့အောက်တန်းချတဲ့ခံယူချက်တွေနဲ့ဝိုင်းပြီးတော့ဝင်ရန်ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေတွေရုပ်တွေနဲ့အပေါင်းအသင်းနေတဲ့သူဟာဒါတွေကိုအဟုတ်ထင်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကနေလမ်းကြောင်းကြီးကိုတွေးဖီးလာတယ်။ဟောပါပိဿပါပမိတ်တာဒီအချက်ဟာအရေးကြီးဆုံးပဲလောကကြီးမှာမကောင်းတဲ့စိတ်တွေသဘောထားတွေရှိခြင်းမကောင်းတဲ့မိတ်ဆွေတွေပေါင်းသင်းဆက်ဆံခြင်းဆိုတဲ့ဟာပျက်စီးဖို့ရအတွက်အရေးကြီးဆုံးအချက်နှစ်ချက်ပဲဖြစ်တယ်အဲ့ဒီနှစ်ချက်အလုံးပေါင်းလိုက်တဲ့အခါရှစ်ချက်ရသဗျာလာဘအလာဘယတာအာယတသက်္ကာရအသက်္ကာရပါပိဿပါပမိတ်တာလို့ဆိုအဲ့ဒီတရားဆိုးတွေစိတ်နေသဘောထားအဆိုးတွေကသူ့ကိုလွှမ်းမိုးလိုက်တယ်ဒါတွေလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဒေဝရဟာပျက်စီးသွားဒါတွေမဖြစ်ခင်ကသူဟာဘုန်းကြီးကောင်းတူပဲဖြစ်တယ်မြတ်စွာဘုရားရဲ့သာသနာတော်မှာဝင်ရောက်ပြီးတော့သမထကျင့်စဉ်ကိုအောင်မြင်စွာကျင့်ပြီးဇာအပေညင်နေရအဲ့ဒီထီအောင်သူဟာကောင်းနေသေးတယ်နောက်ပိုင်းမှာပါပိဿဆိုတာရယ်ပါပမိတ်တာဆိုတာရယ်အဲ့ဒါနှစ်ခုနဲ့ကြုံလိုက်တာနဲ့တပြိုင်နက်သူဟာလမ်းကြောင်းလွဲပြီးတော့
အဆိုးဘက်ကိုရောက်သွားတယ်အဲ့ဒီအခြေအနေဆိုးကြီးတွေကသူ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်သဘောထားဆိုးဝါးမှုတွေကြောင့်မို့သူဟာတည်ရင်တော့အပင်ငရဲသွားတော့မှာပဲတေချာပေါ့အပင်ငရဲကြတော့သူ့စိတ်ဓာတ်တွေဒါတွေကြော်လွှားဖို့အတွက်ပြင်ဆင်လို့မရတော့ဘူးလို့ကုစားပေးလို့မရတော့ဘူးလို့မြတ်စွာဘုရားဟောတယ်အဲ့ဒီလိုဟောပြီးတော့ယဟန်တွေကိုဆုံးမဩဝါဒပေးတယ်မင်းတို့အလုံးတတိထားကြကို့မှာလလဘာတွေရလာတယ်အောင်မြင်ကြီးပွားလာတယ်ချွေရနေများလာတယ်သို့မဟုတ်လလဘာမရဘူးချွေရနေမများဘူးပဝန်းကျင်ကကိုယ်ကိုလေးစားတယ်သို့မဟုတ်မလေးစားဘူးမိကောင်းဆွေကောင်းမိတ်ဆွေမကောင်းတဲ့အတွေ့အခေါ်လိုအင်ဆန္ဒတွေရှိတယ်အောက်တန်းကြတဲ့စိတ်နေသဘောထားတွေရှိတယ်မကောင်းတဲ့မိတ်ဆွေတွေကကိုယ်ကိုဝန်းရံလာတယ်ဆိုရင်မင်းတို့တတိထားတဲ့အဲ့ဒီရှစ်မျိုးကိုကလွှမ်းမိုးပြီးအနိုင်ယူဖို့အရေးကြီးတယ်ဖြစ်ပေါ်လာတဲ့လတ်လတ်ပါခရီးမဆိုင်နဲ့မရတာကိုလည်းခရီးမဆိုင်နဲ့ဂုံတရင်ကြီးတာကိုလည်းခရီးမဆိုင်နဲ့သူကြီးချင်လည်းကြီးမှာပဲမကြီးချင်လည်းမကြီးဘူးဒါတွေကိုအလေးထားပြီးတော့ခရီးမဆိုင်ပဲအဲ့ဒီအရာတွေကိုကိုကတန်ဖိုးမထားပဲနဲ့ကိုယ့်ရဲ့ကိုချင်းတရားနဲ့စိတ်နေသဘောထားကိုသာအခိုင်အမာထားပြီးသူတို့ကိုကြော်လွှားနိုင်အောင်ကြိုးစားကြတဲ့လာဘအလာဘယတအာယတတက္ကာရအတက္ကာရပါပိစ္ဆပပမိတ်တဆိုတဲ့ဒီအချက်တွေကိုပဲကြော်လွှားအနိုင်ယူဖို့ရအတွက်ဒီအခက်ခဲတွေစိတ်ထဲမှာဒီအခက်ခဲတွေကိုအရှုံးမပေးဘဲနဲ့ဒီအခြေအနေတွေဟာကိုယ်စိတ်ကိုလွှမ်းမိုးမခံဘဲနဲ့ကိုကသူတို့ကိုကြော်လွှားနိုင်ရမယ်အဲ့ဒီလိုဆိုလိုတာကလောကရန်မုန်တိုင်းကြီးတိုက်လာတဲ့အခါမှာကြမ်းကြမ်းခိုင်ပြီးတော့စိတ်တုန်လို့လှုပ်ရှားခြင်းမရှိအောင်ကိုလမ်းကြောင်းကိုတိတိမတ်မတ်သွားဖို့ကြိုးစားရမယ်လို့အဆောပြဒီလိုဟောအဲ့ဒီလိုလွှမ်းမိုးချုပ်ခံပြီးတော့သွားနိုင်အောင်ကြိုးစားအထောက်ပြီးဆိုမှဒါတွေကိုလွှမ်းမိုးချုပ်ကန်နိုင်မှမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ပြီးတော့လူတော်လူကောင်းဖြစ်မှာဖြစ်တယ်ဆိုပြီးမြတ်စွာဘုရားကဘာဟောတော့တတ္တမတိဟဘိက္ခွေဧဝံသိခိတံဒါကြောင့်မို့လို့ဒီတိုင်းလိုက်နာချက်သုံးကြတဲ့လောက determination ဆိုအရေးကြီးတယ်ဘာတစ်ခုပဲဖြစ်စေငါမဖြစ်စေရဘူးမဖြစ်စေရဘူးဖြစ်စေရမယ်ဆိုတာရှိတယ်လို့ဒါမျိုးမဖြစ်စေရဘူးဆိုတဏိဋ္ဌံချကိုယ်စိတ်ကိုဆုံးဖြတ်တယ်ဒီတမိုင်းလောက်ဆုံးဖြတ်တာဘယ်လိုဆုံးဖြတ်ဖြစ်ပေါ်လာတဲ့လတ္တဘကိုငါတို့အနိုင်ယူပြီးတော့နေမယ်ခရီးမဆိုင်ဘူးဘလောက်ပဲရခရီးမဆိုင်ဘူးသူ့နောက်သူ့ရဲ့ဆွဲဆောင်ရာအောင်မြင်ကြီးပွားမှုအတွက်စိတ်ဘဝင်မျက်နှာမျိုးမဖြစ်စေရမရဘူးဆိုတဲ့အလာဘကြောင့်လည်းပဲစိတ်နှလုံးတုန်လို့ချောက်ချားတာမဖြစ်စေရဘူးယတဆိုတဲ့နာမည်ကြီးလို့လည်းပဲတုန်လို့ချောက်ချားမှုမဖြစ်စေရဘူးနာမည်မကြီးခြင်းကြောင့်လည်းပဲခီးဆိုင်เสียမလို့ဘူးအများကကိုယ့်ကိုတလေးတစားဆက်ဆံလို့လဲခီးဆိုင်เสียမလို့ဘူးဒါတွေအတွက်တာမသားရဘူးလို့ဆိုလို့အများကအယိုသေးမပေးတာကိုလည်းပဲစိတ်ပြဲဝမ်းနည်းဖို့မလိုအပ်ဘူးဒါတွေပေါ်မှာကိုယ်ကလွှမ်းမိုးနိုင်ရမယ်ပါပိစ္ဆရှုံးပါတဲ့အလိုအောက်တန်းကြတဲ့စိတ်နေသဘောထားတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိန်းသိမ်းရမယ်ပါပမိတ်တကောင်းတဲ့ဘက်ကိုမဝန်းရမယ်နဲ့မကောင်းတဲ့ဘက်ကိုဝန်းရံပြီးတွန်းပေးတတ်တဲ့မိတ်ဆွေမျိုးတွေကိုသတိထားရမယ်အဲ့ဒါတွေကိုကိုကလွှမ်းမိုးချုပ်ကင်နိုင်ပြီးချုပ်ကင်နိုင်အောင်ကျင့်ရမယ်လို့ငါတို့ကိုယ်တိုင်ဟာဒီတရားစိုးတွေကိုလွှမ်းမိုးချုပ်ကင်နိုင်အောင်ချုပ်ကင်ပြီးတော့နေနိုင်အောင်ကြိုးစားအထောက်မယ်လို့တန်ဋိဌာန်ချပြီးတော့သင်တို့ဟာကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ဒီတုတ်တန်ကိုဒီလိုအဆုံးသတ်ပြီးလိုက်နာကျင့်သုံးဖို့မြတ်စွာဘုရားဟောကြားအဲ့ဒီတုတ်တန်သူကိုယ်တိုင်တရားမင်းကြီးကနာခဲ့ရတယ်တဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားအပြည့်အစုံသူကပြောပြ
တရားမင်းကြီးအရှင်ဥဒ္ဒရာဥဆောင်အရှင်ဘုရားဟောတာအစလေးပဲရှိသေးတယ်ပေါ့သူဟောတဲ့အစလေးနော်ကိုယ့်ရဲ့အောင်မြင်ကြီးပွားမှုကိုယ့်ရဲ့ကြာဆုံးမှုသူတော်ဘာရဲ့အောင်မြင်ကြီးပွားမှုသူတော်ဘာရဲ့ကြာဆုံးမှုဆင်ញင်သုံးသပ်ကြည့်တာကောင်းတယ်လို့ဆိုတာအဖြေထုတ်အောင်အဲ့ဒီတုတ်တန်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားအပြည့်အစုံဟောတာဟာအခုလိုဖြစ်တယ်ဆိုပြီးဏိဌာန်ကနေဏိခုံးထိရှင်ဥဒ္ဒရာတရားမင်းကြီးကသူကိုယ်တိုင်နာရတဲ့တရားကိုပြန်ပြီးတော့ရှင်းလင်းဟောကြားရှင်းလင်းဟောကြားပြီးတဲ့နောက်မှာတရားမင်းကြီးကဘာပြောသွားတော့ဆိုရင်အရှင်ဥဒ္ဒရာတဲ့လူလောကမှာဟောဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဘုရားကိုယ်တိုင်ဟောခဲ့တာဖြစ်တော်လဲပဲဒီတရားကိုမှတ်သားထားတာမရှိတော့ဘူးတဲ့ပြည့်ပြည့်ဝဝမှတ်သားထားတာမရှိတော့ဟောဘေကုဘေကုနီဥပါဒကဥပါတိကာဆိုတဲ့ဘုရားဘာသာအတိုင်းဝိုင်း၄ခုကြားမှာဒီတရားကိုပြည့်ပြည့်စုံစုံသိနာလဲစွမ်းမရှိကြတော့ဘူးဒါကြောင့်မို့သူကတိုက်တွန်းတယ်ဟောဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာဒီကြီးပွားတိုးတက်မှုအတွက်အလွန်အခြေခံကြတဲ့တရားဖြစ်တယ်ဒါကြောင့်မို့အရှင်ဘုရားတပည့်တော်ပြောတဲ့အတိုင်းမှတ်ထားပါတပည့်တော်ပြောတဲ့အတိုင်းသင်ပါတပည့်တော်ပြောတဲ့အတိုင်းလည်းရှင်တဲ့နှလုံးထဲမှာဆွဲအောင်မှတ်ပြီးတော့တခြားပုဂ္ဂိုလ်တွေကိုလည်းပဲတဆင့်ဟောပြောပေးပါဒါမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာသူကိုယ်တိုင်နာခဲ့ရပါတယ်လို့တရားမင်းကြီးကဒီသုတ်တန်နဲ့ဏိကုံးမှာဒီလိုလျှောက်ဒါကြောင့်မို့ဒီသုတ်တန်ဟာလူလောကလူတွေရဲ့ကြားမှာမှတ်သားထားခြင်းသင်ယူထားခြင်းမရှိကြဘူးမေ့သွားမြတ်စွာဘုရားတရားတော်တွေဟာဒီလိုပျောက်ကွယ်သွားတာတွေလည်းအများကြီးရှိနိုင်တယ်ပေါ့ဘာလို့လဲဆိုရင်45နှစ်ဟောထားတဲ့တရားတွေဟာအလွန်များတယ်အလုံးကိုမှတ်တမ်းတင်နိုင်တာမဟုတ်ဘူးနော်အခုလောက်ရထားတာဒီပင်လည်းကံကောင်းတယ်လေဘာသာတရားတွေထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာကြီးမားသောထုတည်ရှိတယ်ဘာသာတရားစာမျက်နှာ300ပတ်ဝန်းကျင်အိုးရေ40နဲ့ဒီကနေ့ခေတ်မှာရိုက်နှိပ်ဖို့ပြီမြန်မာအခရာနဲ့ရိုက်နှိပ်ပြီးတော့ပါဠိဘာသာနဲ့ရေးသားထားတာရှိပေါ့အဲ့ဒါလောက်ပဲမှတ်တမ်းတင်နိုင်တာဒီတဲ့မှတ်တမ်းမတင်နိုင်တာတွေအများကြီးကြံရတဲ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲငါသိတာနဲ့ငါဟောတာဘလောက်ကွာခြားလဲလို့ဆိုရင်မြတ်စွာဘုရားတော်ထဲမှာဒီတိတ်တပလို့ခေါ်တယ်ရှင်းတိုက်လို့ခေါ်တယ်သို့တော့ဘုန်းကြီးတို့တီဟိုမှာနေတော့ကတီဟိုဘုန်းကြီးတစ်ပါးနဲ့တိတ်တပဆိုတာဘယ်ဟာခေါ်တော့ဆိုတီဟိုဘုန်းကြီးတွေကခေါ်တဲ့အပင်ကိုပြတဲ့အခါမှာသူတို့ပြတဲ့အပင်ကဗမာပြည်မှာယူဆနာလို့ခေါ်တယ်မောက်ခိတောလို့ခေါ်တယ်အဲ့ဒီပန်းပင်မျိုးနော်ယူဆနာပင်ဆိုရင်လည်းတချို့သိလိုက်မယ်စကိုင်းတောင်ရုံးမှာတော့မောက်ခိတောလို့ခေါ်တယ်အဲ့ဒီအရွက်လက်မလက်သေးလောက်ပဲရှိတယ်အရွက်ကလေးတွေနဲ့ခတ်ချွန်ညွန့်အပွင့်ပွင့်လေးတွေကမွေးတယ်မောက်ခိတောပင်လို့လည်းခေါ်တယ်ယူဆနာပင်လို့လည်းခေါ်တယ်အဲ့ဒီအပင်ကိုတိမ်တပါလို့ပါဠိလိုခေါ်တယ်မြန်မာစာပေထဲမှာတိမ်တပါကိုရင်းတိုက်လို့ခေါ်တယ်အဲ့ဒီရင်းတိုက်တော့သူတို့ရဲ့အုံနောက်ဟာအလွန်ရှင်းသည့်အတွက်ကြောင့်ဘာလေးပြောလိုက်ချက်ခနဲ့ဆိုအလုံးနားလဲပြီးသားဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လူပြေကတရားပွဲတွေမှာနတ်တွေမလာဘူးလို့မပြောနိုင်ဘူးမမရွရင်ဟောတယ်ဆိုရင်နတ်တွေကလာထောက်ကောင်းထောက်နိုင်တယ်ပေါ့အေးမမရွရင်ဟောလို့ရှိရင်လည်းဘယ်ကိုယ်တော်ဖြစ်မဟုတ်တရားတွေဟောနေတယ်ဆိုရင်နတ်ပြည်မှာသတင်းဖြစ်မှသိချတယ်နော်ဖះမဟောဘဲနဲ့ဟောတယ်လို့ပြောနေတယ်လို့ပြောခံဘယ်ကိုယ်တော်ကတော့ဖះဟောတာဟုတ်တယ်ဘယ်ကိုယ်တော်ကတော့မဟုတ်ဘူးနဲ့ပြောချင်ပြောမှာပြောလို့ရအဲ့တော့လူတွေကဘယ်သူမှမသိဘူးဆိုပြီးတော့လုံနေချတော့လည်းပဲနတ်တွေကသိနေတတ်တယ်ဒါကြောင့်မို့ကိုယ်အနိပါမှာဒီမြတ်စွာဘုရားကနတ္ထိလောကေရဟောနာမပပကမံပကရုပတောလောကမှာမဟုတ်တာလုပ်ဖို့အတွက်စိတ်ကြွယ်ဆိုတာမရှိဘူးတဲ့အတ္တတိပုရိသဇာနာတိယတိကာဟတိဝါနဝကိုလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်ကိုယ်ကသိနေတယ်တကူကြီးတယ်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေသိတယ်အဲ့တော့မသိဘူးဆိုတာမရှိဘူးတဲ့ရှုပ်ဝက်ပြီးလှုပ်တာဆိုတာဘယ်နည်းတည်းမှမရှိသူတို့ကမထုတ်ဖော်ရတာရှိမယ်
ကိုယ်နဲ့မဆက်ဆက်မိတာသာရှိတယ်လောကကြီးမှာဘာလို့မဟုတ်တာလို့ရင်လည်းမကောင်းတဲ့ရင်တွေဖြစ်ပေါ်တတ်တယ်ကောင်းတာလို့ရင်လည်းကောင်းတဲ့ရင်တွေဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့လူပြေကတရားပွဲတွေမှာလည်းနတ်တွေလာရောက်ပြီးတော့နားထောင်နိုင်တယ်ဆိုတာဟာတခြားတာရကတွေလည်းမြောက်များစွာရှိလို့ဒါလည်းတတိထားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ယခုလိုတရားဓမ္မတွေနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်ဒီဘဝတည်းနာမကဖြစ်လျာဘဝတန်တရားမှာကောင်းကျိုးချမ်းသာတွေရပြီးနောက်ဆုံးတန်တရားဒုက္ခတွေအဆုံးသတ်တဲ့အဆင့်ထိအောင်ရောက်ရှိသွားမှာဖြစ်တယ်လို့ယုံကြည်ချက်ထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာေယံกว่าချမ်းသာကြပါစေတတ္တဝါများစွာေယံกว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝေငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းဓမ္မောဒရံပိဝိတဝါနဝိသာတဗ္ဗေတဗုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောကပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဝေပုဆာညစ်နောင်ကိလေသာဆယတောက်ဟုသမျှတို့သည်သမုဝတ္တပိကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်း